အားလုံးပဲမင်္ဂလာပါ Wisdom Wave မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။အချိန်တိုင်းတာတစ်ခုအထိဗီဒီယိုလေးတွေတင်ဖို့အခက်အခဲလေးတွေဖြစ်ခဲ့ပြီးအကြောင်းမျိုးမျိုးကြောင့်ဗီဒီယိုလေးတွေကိုဆက်မတင်နိုင်ပဲခဏကြာရှင်းနာထားခဲ့ရပါတယ်။အခုဆိုရင်တော့ Wisdom Wave မြန်မာ channel လေးကနေပရိသတ်ကြီးတို့အတွက်စာအုပ်ကောင်းလေးတွေနဲ့အတူအပတ်စဉ်တင်ဆက်ပေးနိုင်ဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီ။ဒီတစ်ခါမှာတော့ပရိသတ်ကြီးကိုပို့ပြီးအကျိုးရှိစေနိုင်မယ်။ဘူတုတတွေအများကြီးရစေနိုင်မယ့်စိတ်ဓာတ်ခွန်အားပေးနိုင်မယ့်အကြောင်းအရာကောင်းလေးတွေကိုအစီအစဉ်တစ်တွေနဲ့အတူအပတ်စဉ်ပုံမှန်တင်ဆက်ပေးသွားနိုင်အောင်ကြိုးစားနေပါတယ်။ဒါအပြင်ပရိသတ်ကြီးတို့အနေနဲ့လည်းနားဆင်ခြင်းတဲ့စာအုပ်လေးတွေရှိရင်လည်းပြီးတော့ဘလို့အကြောင်းအရာတွေကိုစိတ်ဝင်စားလဲဆိုတာကိုcommentမှာရေးခဲ့ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။ဒါကြောင့်နောက်လာမယ့်စာအုပ်ကောင်းလေးတွေတောင်းဆိုထားတဲ့စာအုပ်လေးတွေကိုနားဆင်ခံစားနိုင်ဖို့အတွက်Wisdom Wave မြန်မာ channel ကို like and subscribe လုပ်ထားပြီးဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်ရှင်။အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။